ဒီနေ့ကတော့ air sign ဖြစ်တဲ့ Gemini Libra Aquarius အတွက်ဒီ Scorpio season မကုန်ခင်လေးမှာဘာတွေဖြစ်မလဲဘာတွေရှောင်ရမလဲပေါ့နော်သုံးကတ်ကြည့်ပြပါမယ်အသစ်စတင်ခြင်းရှိတယ်အရင်တလောလေးကဘလောက်ကြီးပဲကန်ဆိုးနေခဲ့ပေါ့နော်အခုဒီတစ်ပတ်အတွင်းကတော့ဒီနေရာနေစားပြီးတော့တစ်ပတ်အတွင်းကတော့ကောင်းတဲ့ကံကြမ္မာတွေရောက်လာပါပြီဓာတ်ကတ်ကိုမြင်တာနဲ့တချို့ကကြောက်တယ်ပေါ့နော်ဓာတ်ကတ်ကတကယ်တမ်းကြောက်စရာမလိုပါဘူးဒါပြီးဆုံးသွားပြီအသစ်ကို chapter အသစ်ကိုစားတဲ့သဘောပေါ့နော်ဘယ်ကိစ္စမဆို chapter အသစ်ကိုစမယ်စကျင်နေရဆိုလို့ရှိရင်စတင်လို့ရပါပြီအောင်မြင်နိုင်ပါတယ်ဟုတ်အရင်အတိတ်မှာဘလောက်ပဲဆိုခဲ့ပေါ့နော်ဒီရရှိရှောက်ပိုကောင်းလာပါပြီScorpio ကလာမှာ Scorpio ကတ်ထွက်လာတာပေါ့နော်နောက်တစ်ခါကြည့်ပြပါမယ်မွန်အတွေ့အကြုံနေတာမျိုးရှိတယ်ဆိုလို့ရှိရင်เนาะအတွေ့ကိုရှင်းရှင်းလင်းလင်းသိချကြည့်ပါစောနာကဲကပြောသလိုပဲကိုကအစပြုခြင်းတွေမှာပြုမယ်ဆိုလို့ရှိရင်လည်း 3D နဲ့ကြည့်ပါเนาะ 3D dimension ပေါ့သုံးဖက်အမြင်နဲ့ကြည့်ပါတယောက်တည်းစွမလုပ်ပါနဲ့ဘေးမှာကိုကထုံးလင်းတောက်ပါလာတာနဲ့အများဘေးမှာမနာလိုတဲ့လူလေးရှိတယ်ဂရုစိုက်ပါအရင်မတွေ့ဝေနေပေါ့နော်တွေ့ဝေလို့မရပါဘူးတေချာစဉ်းစားဆုံးဖြတ်ပါနှစ်ကလုံးကတော့ major ကတ်တီပဲကြပါတယ်ကဲနောက်ဆုံးတစ်ခါကဘာလို့ဖြစ်မလဲ air sign Gemini Libra Aquarius အတွက်ပေါ့နော်နောက်ဆုံးတစ်ခါပတ်စံနေရန်ရှာနေရလားပင်မန်းရန်ရှာနေရတဲ့နဲ့အလုပ်တွေရန်ကြိုးစားနေရမျိုးတွေ့ရတယ်ဒါကြောင့်မလို့အလုပ်လဲလုပ်ပေါ့နော် balance ညီသွားပါမစ္စည်းမပတိပဒါဆိုတဲ့အရာကိုအမြဲတမ်းတတိပြုပါဒါမှသာအဆင်ပြေနိုင်မယ်ပေါ့နော်ဘယ်ဟာဖြစ်ဖြစ်အစွန်းရောက်လို့မကောင်းပါဘူးဒါကြောင့်မလို့အရင်ပြပြမန်းလုပ်နေရဆိုလို့ရှိရင်လည်းနည်းနည်းအနားယူဖို့လိုနေတယ်ပေါ့နော်မွန်အန်နာဂျီနဲ့ဒါနဲ့ပေါင်းလိုက်မယ်ဆိုလို့ရှိရင်တော့အနားယူဖို့လိုနေတယ်လို့တွေ့ပါပါတယ်ဒါကတော့စတင်ခြင်းကပ်ပေါ့နော်စတင်ဖို့လည်းရတယ်ဒါပေမဲ့တည်တည်ချာချာစဉ်းစားဆုံးဖြတ်ပါဘေးမှာမိတ်ဆွေမနာလိုတဲ့လူတွေရများနေရပေါ့နော်ဒါလေးကို view site ပါရှင်ဒါကတော့ air sign ဖြစ်တဲ့ Gemini Libra Aquarius အတွက်အခုဒီ reading ကနေစပြီးတော့ဒီ Scorpio ကလာအကုန်အထိပေါ့နော်ဒါလေးကြည့်ပြထားတာပါဟုတ်ကဲ့အားလုံးပဲကြိုက်မယ်လို့လည်းမျှော်လင့်ပါတယ်အားလုံးပဲ energy လည်းကြိုက်ကြပါစေအားလုံးကျမချမ်းသာလို့ရဆန္ဒပြပါစေကောင်းသောသူများနဲ့တွေ့ဆုံနိုင်ကြပါစေရှင်ဒါကတော့ inner light by KK ဒါတော့ channel လေးရဖြစ်ပါတယ်